လက်ရှိပေါ့အမဒီပကြားသုံးမင်းတွေကိုဦးနာပေးထားလို့သိရပါတယ်ဗျဟုတ်တယ်မောင်လေးဟုတ်ကဲ့ဗျဒီဦးနာပေးထားဖြစ်တဲ့ပုံမှာရောအမဘယ်လိုကနေလို့စပြီးတော့ဒီပကြားသုံးမင်းတွေကိုဦးနာပေးဖြစ်ပါတယ်အမားတို့ရှိမှာဟိုးရင်တော့3မိန်းနေရွေးရှိတာပေါ့နော်အခုနောက်ပိုင်းကျတော့ဒီပကြားအာကြီးအိုးဝေးလေးတွေကခရီးသွားတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်မိုးလုံးလေးလုံးလေးနဲ့ဆိုတော့ကျတော့အမားအဲ့ဒါနဲ့ဟိုအိမ်ရဲ့ဇရစ်ကလေးလည်းဖအောင်အမားဒါလေးကိုဝယ်ပြစ်သွားလိုက်တာပေါ့အမားနည်းနည်းလေးလာကြည့်တာပေါ့နော်ဟိုနည်းနည်းလက်မှီတက်လောက်ကလေးတွေမေးကြည့်လိုက်တော့ကျတော့သူကပို့ပြီးတော့မာတယ်အစွဲယုံကောင်းတယ်ပေါ့အဲ့လိုမျိုးလေးတွေကြောင့်အမားဝယ်ပြစ်လိုက်တာဒါ哦အရင်ကတော့ကျမအိမ်လေးချန်လေးတက်ပိုင်ထားတာလေးကိုငှားတယ်ပေါ့နောက်တစ်ခုဟို Pro Box 3စီးလိုင်းဝင်ထားတာလေးနဲ့အဲ့လိုလေးပဲလည်ပတ်နေတာပေါ့ကျမအခု Pro Box ဆွဲနေတာလေးတွေကဟို highway ကိုရတာချင်းကတူတူပဲပြင်စင်စရိတ်ကြီးတယ်ကိန်းကနန်းကြီးတယ်ဒီဟာလေးတွေကြတော့ဒီမျိုးတွင်းနဲ့တင်ကိုမျက်စိအောက်တယ်အဲ့ဒါလေးတစ်ချက်တပန်းတာသွားတယ်အဲ့ဒါနဲ့လှုပ်ဖြစ်သွားတယ်8စီ8စီပဲပြီးသားဟုတ်8စီလုံးကိုကျမအငှားချတာစိတ်ချမ်းသာပါတယ်ရှင်ပထမကားကြီးတွေတော့ကကျမတော်တော်လေးကောင်းခဲ့ရတယ်အာကြီးဘာကြားဒီကားလေးတွေကတော့ပေါ့နော်ကိုယ့်အမျိုးနယ်နဲ့ဆိုင်ရာနဲ့ပတ်သက်ပြီးတော့ရင်လည်းတော်တော်လေးကိုက်ညီမှုရှိတဲ့အတွက်ကိုကျမတော့လုပ်ငန်းလေးကိုလှုပ်စေချင်ပါတယ်လို့ဟုတ်ကဲ့အကုန်လုံးအကျိုးရှိပါတယ်လို့